ဒီလိုမျိုး AI generate ဗီဒီယိုတွေကိုလုပ်ချင်တာဒါဆိုရင် Zoom Step ပဲလို့ရတယ်အရင်ဆုံးကျွန်တော်တို့ VPN တစ်ခုကိုဖွင့်ပေးရမယ်ဘယ် VPN နေရပါတယ်ဖွင့်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော် Gross ရဲ့ AI app ထဲကိုဝင်ရပါမယ် app မရှိလဲကျွန်တော် website ကနေတစ်ဆင့်လုပ်လို့ရပါတယ် Gross တွေကိုဝင်ပြီးသွားလို့ရှိရင် S နဲ့ imaging ဆိုတာရှိပါတယ်ကျွန်တော် imaging လို့နှိပ်ပြရမှာမယ်အဲ့ဒါနှိပ်ပြီးသွားလို့ရှိရင်ကျွန်တော် AI generated video တွေလုပ်လို့ရမယ် template တွေသုံးလို့ရType to imaging ဆိုတာလေးကတော့ကိုယ်တိုင် generate လုပ်မဲ့ video ကိုလုပ်တာပါဘေးက photo icon လေးကိုနှိပ်ပြီးတော့ကျွန်တော်တို့လုပ်မဲ့ video ရဲ့ပုံထည့်ပါမယ်ထည့်ပြီးသွားရင်ကျွန်တော်လိုချင်တဲ့ design တိုင်းကျွန်တော် prompt ရေးပေးရမယ်ဘယ်လိုမျိုးလဲဆိုရင်သူကစကားဘယ်လိုပြောမလဲသူရဲ့စကားပြောတဲ့ script ကိုရေးပေးရမှာမယ်စကားပြောတဲ့ script ရေးပြီးသွားလို့ရှိရင်သူ့ရဲ့အပြုမူနဲ့အမူအရာတွေကိုကျွန်တော်ရေးပေးရပါမယ်ဒါအောင်မြန်မာလိုလည်းရေးလို့ရတယ်လို့အင်္ဂလိပ်လိုရေးလို့ရပါတယ်ရေးပြီးသားပြီဆိုလို့ရှိရင်ကျွန်တော်တို့တင်ပို့ပါမယ်ဒါလေးကိုခဏစောင့်ပါမယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ AI generated video ရပါပါပြီ